တကူထင်ရှားတယ်အင်းလေးဖောင်တော်ဦးဗျာဘုရားငါးစုံလုံးကိုပင့်ဆောင်ရင်လေပြင်းမုန်တိုင်းတွေကြောက်ရောက်တတ်တယ်လို့အင်းလေးရည်ပြင်းတွေကိုကြောက်ရောက်သွားတဲ့ဖျားတက်ဆူဟာလေဘလို့ပင်ရှာရှာမတွေ့ခဲ့ပေမယ့်သူ့လိုလိုဆန်ကြောင်းတော်ကိုပြန်ရောက်ရှိတော်မူခဲ့တဲ့ဆိုတဲ့ထူးဆန်းလာတဲ့အင်းလေးဖောင်တော်ဦးဗျာအင်းလေးဒေတာရဲ့လှပသားရပုံကတော့အထူးပြောနေစရာလိုအပ်မယ်မထင်မိပါဘူးတခါရောက်ဘူးရင်တသက်မမေ့နိုင်တော့မယ်နေရာတစ်ခုပါပဲဒီလိုသားရရှုညီလာတဲ့တဘာဝအလှတရားကိုအင်္ဂလိပ်ဖောင်တော်ဦးဖျားနဲ့ဖြစ်ဆွလိုက်တော့အဖိုးတော်မြမအမွေနဲ့တခုရဲလို့တော့မှတင်စားလိုက်ချင်ပါတယ်စကားပလိမ်မခံတော့မယ်နဲ့အစမှတင်ဆက်ပြီးခဲ့တယ်လို့အင်္ဂလိပ်ဖောင်တော်ဦးဖျားရဲ့တမိုင်းကြောင်းနဲ့ထူးခြားချက်တွေကိုလေ့လာကြည့်ကြရအောင်ပါလားခင်ဗျာအင်းသားလူမျိုးတို့ရဲ့ဖောင်တော်ဦးစေတီယာဆိုရင်အလောင်းစီသူမင်းကြီးရဲ့တီတာကိုးကွယ်မှုကြောင့်လို့ဆိုရပါမယ်။တကြားမင်းကမင်းကြီးဟာတရခန်နတ်သားနှစ်ကိုဆက်တာခဲ့ပူပါတယ်။အဆိုပါတရခန်နတ်သားနှစ်ကိုမင်းကြီးကဖျားငါးစုထုလုပ်ခဲ့ပြီးတော့ကိုးကွယ်ခဲ့ပါတယ်။အဆိုပါဖျားငါးစုနဲ့တူတိုင်းကလက်လဲတဲ့အခါမှာတော့အင်းလေးဒေသရဲ့တန်းတော်အရာကိုရောက်ရှိလာခဲ့ပါတယ်။တန်းတော်ရွာမှာဖျားဆယ်တီတည်ခဲ့ပြီးတော့အဆိုပါဖျားငါးစုကိုလည်းဌာပနာခဲ့ပါတယ်။ဒီလိုနဲ့စတင်ထင်ရှားလာခဲ့ပြီးတော့လူအများကကိုးကွယ်လာခဲ့ကြပါတယ်။တနေ့မှာတော့ဖောင်တော်ဦးဖျားတည်ထားတဲ့နေရာမှာရောင်ကြီးတော်တွေကိုမြူးနေတာကိုတန်းတော်ရွာသားတို့ကမြင်တွေ့ဖူးမြော်လိုက်မိကြပါတယ်။ဒါကြောင့်ဝမ်းသာအားရနဲ့ခြုံတွေကိုရှင်းလင်းဖယ်ရှားခဲ့ပြီးတော့ဖျားငါးစုကိုပြင့်ဆောင်ကဟောနာမှာထားရှိကိုးကွယ်ခဲ့ကြပါတော့တယ်။အဆိုပါရုပ်ဘွားတော်ငါးစုနဲ့နှစ်စုဟာယဟန္တာပုံတော်ဖြစ်တယ်လို့သိရှိရပါတယ်ဗျာ။ဖောင်တော်ဦးဖျားရဲ့လို့ပွဲတော်တွေ့လာရခြင်းအကြောင်းကတော့ရုပ်ဘွားတော်ငါးစုကိုဖောင်တော်ရှိဦးမှာတင်ယူကိုးကွယ်ခဲ့တာကြောင့်ဖြစ်ပါတယ်။တကူကြီးမှလာတဲ့ဖောင်တော်ဦးဖျားရဲ့လို့ထင်ရှားခဲ့ရတဲ့ရာဇဝင်လေးရှိနေပါသေးရဲ့။ဖောင်တော်ဦးဖျားဟာနေ့စဉ်နေ့တိုင်းအင်္ဂလိပ်ဒေသကိုလက်ရရစ်ပတ်ပြီးတော့ဒေသစာရီကြောက်ချီတော်မူပါတယ်။ဒီလိုဒေသစာရီကြွချီတော်မူတဲ့အခါမှာဖျားလေးစုပဲကြွချီတော်မူပါတယ်။ကြံဖျားတဆူကတော့ကျောင်းတော်ဆောင်ဖျားအဖြစ်နဲ့ပဲကြံရစ်တော်မူခဲ့ရပါတယ်။အကျိုးရှိလို့အကြောင်းဖြစ်ဆိုသလိုဖြစ်ပျက်ခဲ့ရတဲ့ထူးဆန်းတဲ့အကြောင်းတွေကတော့ဖျားငါးစုလုံးကိုပင့်ဆောင်မယ်ဆိုရင်လေပြင်းမုန်တိုင်းတွေကြောက်ရောက်တက်ပါတယ်။ဖျားကိုပင့်ဆောင်တဲ့ဖောင်တော်အားလည်းအင်္ဂလိပ်ကိုရောက်ရင်မောက်တက်သေးတယ်လို့ဆိုစမပြုတ်ကြပါတယ်။ရခိုင်တော်ကဖျားငါးစုလုံးကိုပင့်ဆောင်မိခဲ့လို့ဖောင်တော်ဆောင်းကအင်းရည်ပြင်ကိုဖျားတဆူကြောက်ရောက်ဘူးလေလို့အင်္ဂလိပ်သူအင်းလေးသားတို့ကဆိုကြပါသေးတယ်။ထူးဆန်းတာကအဆိုပါရုပ်ပွားတော်ကိုအင်းရင်ပြင်မှာရှာမတွေ့နိုင်ခဲ့ကြပါဘူး။စမ်းကြောင်းတော်မှာသူ့လိုပြန်ရောက်ရှိတော်မူနေတာကိုထူးထူးဆန်းဆန်းမြင်တွေ့ခဲ့ကြရပါတယ်။အဲဒီအချိန်ကစပြီးဖျားဖူးသူတွေအနေနဲ့ပူဇော်ခံဖျားလေးစုကိုပဲဖူးမြော်ကြရပြီးတော့ကြံတဆူကိုတော့ဖောင်တော်ဦးကျောင်းတော်မှာသွားရောက်ဖူးမြော်ကြရပါတော့တယ်။ဖောင်တော်ဦးဖျားဒေသစာရီကြောက်ရှိတော်မူပြီးဆိုရင်ညောင်ရွှေမြို့ရဲ့အဝယ်မှာစီစီကားကားကြိုဆိုကြပါတယ်။လေးပြိုင်ပွဲတွေတိုင်းသားရိုးရအကတွေနဲ့ဖျော်ဖြေကြပါသေးတယ်။ညောင်ရွှေမြို့မှာအပူဇော်ခံပြီးဆိုလို့ကတော့ဖျားပွဲတော်ဟာလေချိတ်သဲကိုစီကားလာတော့တာပါပဲ။ဒီလိုမြမအမွေနဲ့တခုဟာပြည်တွင်ပြည်ပဧည့်သည်တွေနဲ့စီကားလာတော့ဂုံယူမဆုံးတပြုံပြုံဖြစ်မိပါတယ်။အင်းသားတို့ရဲ့ရိုးရရင်ကျင်းမှုတစ်ခုကိုပါဖော်ကျူးပြသခွင့်ရတယ်။ပွဲတော်တစ်ခုဆိုလဲမားမယ်မထင်ပါဘူး။အင်းရင်ပြင်ကမတော်ဆက်လေတွေဟာလူလူပြန်သန်းနေကြတဲ့ဇင်ရော်ငှက်လေးတွေလာလို့တော့မှတွေးထင်မင်းသက်မိပါသေးရဲ့။ရှမ်းအိုးစီတန်တွေဟာလေပြားရည်အိုင်တွေကိုနိုနှင့်ကျသွားသလိုตาရနောက်ပြောပဲကောင်းလာပါတယ်။ဒါဆိုရင်ပြိတ္တကြီးတို့အင်္ဂလိပ်ဖောင်တော်ဦးဖျားရဲ့တမိုင်းကြောင်းနဲ့ထူးခြားချက်တွေကိုသိရှိသွားကြမယ်လို့မျှော်လင့်မိပါတယ်ဗျ။အခါခွင့်ကြုံကြရင်မဖြစ်မနေသွားရောက်ဖူးမြော်တင်ပါကြောင်းအကြံပြုတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။